Hello ဒီကနေ့လေ့လာမယ့်သင်ခန်းစာလေးကတော့စာမျက်နှာ16မှာရှိတဲ့1.4 intermolecular forces အကြောင်းကိုရေးပါမယ်ဆွေးနွေးပါမယ် intermolecular forces လို့ပြောတဲ့အတွက်ကြောင့်အရှိမသင်ထားတဲ့ force တစ်မျိုးကိုရှိသေးတယ်အဲ့ဒီ force ကဘာ force တုံးဆိုတော့ electrostatic force အကြောင်းပဲအရှိမ electrostatic force ဆိုပြီးတော့သူတွေ့ခဲ့တယ်မျက်စိရှုပ်လားမသိဘူးဒီပုံလေးကိုသဘောကျလို့ဒီပုံလေးက Viber ကနေပြောင်းပေးထားတာ Viber ထဲကနေပြောင်းပေးထားတာဒီပုံလေးက electrostatic force ကိုဆွေးနွေးမယ် electrostatic force ကဘယ်လိုဟာမျိုးကိုပြောတာတော့လို့ပြောရင် ionic ဥပမာကွာ metal နဲ့ non-metal နဲ့ပေါင်းတယ်ကွာNa plus နဲ့ Cl minus နဲ့ရတယ် Na plus ဒီcharge တွေပေါ်လာပြီး ion sodium ion လေးက electron တစ်လုံးကိုပေးလိုက်ပြီးတော့chlorine sodium atom လေးက electron တစ်လုံးကိုပေးလိုက်ပြီးတော့ sodium ion လေးဖြစ်ပေါ်လာတယ်အဲ့လိုပဲ chlorine atom လေးက electron တစ်လုံးကိုယူပြီးတော့ chlorine ion လေးဖြစ်ပေါ်လာတယ်အဲ့လိုလို့ electron အပေးအယူရှိပြီးတော့ဖြစ်လာတဲ့ bond ဒီဘာ bond တော့ ionic bond ဒါကြောင့်မလို့ ionic bond နဲ့ချီနှောင်ထားတဲ့ Na နဲ့ Cl compound ကြီးကိုကြတော့ ionic compound လို့ခေါ်တယ်ဒီ NaCl လေးတစ်ခုကိုတို့ကဘာလို့ခေါ်လို့ရတော့ဆို formula unit လို့ခေါ်တယ်ဒီ formula unit လေးတွေကိုပေါင်းလိုက်မယ်ဘာနည်းနဲ့ပေါင်းမှာတော့ဆိုရင် electrostatic force အနေနဲ့ပေါင်းလိုက်ရင်တို့အရှိမသင်ခဲ့တယ်ဘာရလာတော့လို့မေးရင်unit cell လေးရလာပြီအဲ့ဒီ unit cell လေးတွေပေါင်းပြီးတော့ဘာဖြစ်လာတော့ဆိုရင် let it ဟုတ်တယ်မလားရလာတယ်အဲ့ဒီကနေပြီးတော့ဘာဖြစ်လာတော့ဆိုတော့ crystal ဖြစ်လာတယ်ဒါက electrostatic force ဒါဆိုရင်တို့သိလိုက်ပြီ electrostatic force ဒီဘယ်မှာပဲရှိတုံးဆိုတော့ ionic compound မှာပဲရှိတယ်ဒါက ionic compound မှာ NaCl တစ်ခုနဲ့ဆက်ဆက်သွားတာအဲ့ဒီ force ဒါဆိုသိပြီ electrostatic force အကြောင်းသိပြီနောက်တစ်ခုအကြောင်းကိုပြောကြည့်မယ်ဘယ်သူအကြောင်းကိုသွားမှာတော့လို့ပြောရင်intermolecular forces တွေဘယ်မှာဖြစ်တာတော့ဟေ့လို့ပြောရင် intermolecular forces တဲ့ example သူ့ထဲမှာ O2 လေးရေးပြထားတာရှိပါတယ်အဲ့ဒီ O လို့ပြောတော့သူလည်း non metal သူလည်း non metal တွေဘာလို့ချင်တော့ electron တွေယူခြင်းနေတယ် electron တွေယူခြင်းနေတဲ့အတွက်ကြောင့်မို့လို့သူတို့နှစ်ခုပေါင်းစပ်ဖို့ရအတွက်ဆိုရင် electron က sharing လုပ်ပြီးပေါင်းစပ်ရမယ်ဟုတ်ပြီ oxygen atom လေးနဲ့ oxygen atom လေးနှစ်ခုကို electron တွေ sharing လုပ်ပြီးပေါင်းစပ်ထားတဲ့ bond ဘာ bond လို့ပြောရင် covalent bond အဲ့ဒီ covalent bond နဲ့ဆက်ထားတော့ oxygen လေးကိုတို့ကဘာလို့ခေါ်တော့ဆိုရင် covalent compound လို့ခေါ်တယ် electrostatic force နဲ့ intermolecular force ရှင်းကြည့်လိုက်နော်ခေါ်ပုံခေါ်နည်းလည်းမတူကြပြန်ဘူးအဲ့တော့ဒီ O2 ဆိုတဲ့ဟာလေးရလာပြီအဲ့ဒီ O2 လေးကိုတို့ကဘာလို့ခေါ်တော့လို့ပြောရင် molecule လို့ခေါ်တယ်ဒါဆိုရင်molecule လို့ခေါ်တယ် by molecule ဒီ molecule လေးတွေကို by မယ်ပေါင်းမယ်ဘာနည်းနဲ့ပေါင်းမှာတော့ဆိုရင် intermolecular forces အရာပေါင်းမယ်တဲ့မျက်စိနဲ့မြင်ကြည့်လိုက် oxygen ဆိုတာတို့ရှူနေတဲ့လေထဲမှာရှိနေတယ်ဒါဆိုရင် O2 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 အချင်းချင်းဆက်နေတဲ့အဲ့ဒါဆိုရင် O2 molecule နဲ့ other O2 molecule နဲ့ပြန်ဆက်တဲ့ force intermolecular forces ဒါဆိုရင် electrostatic force နဲ့ intermolecular forces သိပြီကွယ်ကွယ်ပြားပြားမှတ်ရမှာတော့ electrostatic force လို့ပြောရင်ဘယ်မှာပဲရှိမှာတော့ ionic compound တွေမှာပဲဖြစ်ပေါ်မှာ intermolecular forces တွေဘယ်မှာပဲရှိနိုင်မလို့ပြောရင်သိကြတယ် molecule တွေမှာပဲဖြစ်တယ် molecule လေးအများကြီးဆက်ဆက်ပြီးပေါင်းတော့တာဘာ force အရာပေါင်းတာတော့ဆို intermolecular forces အရာပေါင်းတာဟင်းကြည့်လိုက်ဥပမာဒါ oxygen ကိုပေးထားလို့ကဲအဲ့တော့ molecule လို့ပြောတဲ့အတွက်ကြောင့်မလို့ molecule တွေတို့ကဆက်ခေါ်လိုက်ပါဦးမယ်လာခဲ့ molecule တွေအကြောင်းကိုပြောမယ် molecule တွေထဲမှာသူက example 1နဲ့ example 2ခုပြထားတယ်ဗျဒါလေးဆိုရင် diatomic molecule monodiatomic molecule လို့ပြောလို့ရတာပေါ့နော် sorry homo
homo diatomic molecule လို့ပြောလို့ရတာပေါ့နော်တစ်ခုနဲ့တစ်ခုနဲ့ဘာဖြစ်နေအောင်တူးနေတာ O2 N2 Cl2 F2 Br2 I2 H2 ဆိုပြီးတော့တူးနေတာရှိပါတယ်အဲ့ဒီမှာကြည့်ရင်စာအုပ်ထဲမှာတစ်ခါသုံးတတ်တယ် identical လို့သုံးခဲ့တယ်သုံးမှာပေါ့ O နဲ့ O နဲ့တူးနေတာကိုတစ်ထပ်တည်းဖြစ်နေတဲ့ကောင်လေး O ဆိုတဲ့အမျိုးအစားတစ်ခုတည်းကနေပြီးလာပေါင်းထားတဲ့အတွက်ကြောင့်ဟုတ်ပြီသူ့ရဲ့ Lewis structure ဆွဲကြည့်မယ်ဒါကြောင့်ရှေ့မှာ Lewis structure ကိုတေးချာချာလေးလေ့ကျင့်မှုပြောခဲ့မှုပါတယ် Lewis structure ဆွဲတတ်ရင်သူ့ရဲ့ shape တွေကိုသူကလုံးဝပြောတတ်တယ် shape တွေပြောတတ်ရင်ဒီထဲမှာဒီအခန်းမှာ polar non polar ခွဲရတော့မယ်အဲ့ဒါတွေလုံးဝပြောတတ်တယ်သူ့ရဲ့Lewis structure ဒီတိုင်းမှာဆွဲပြီးသားဖြစ်တဲ့အတွက်ကြောင့်တို့လည်းပြန်မဆွဲပြတော့ဘူး shape ကိုပြောရင်သူ့ရနှစ်ခုတည်းပဲပေါင်းစပ်ထားတာဖြစ်တယ်အဲ့နှစ်ခုဒီတွန်းနိုင်သမျှတွန်းတဲ့အတွက်ကြောင့်မလို့သူဒီ linear ပုံသဏ္ဍာန်ဖြစ်နေပါတယ် linear shape ဖြစ်နေပါတယ် N2 လည်းဘာပဲတော့တွန်းနိုင်တဲ့လောက်တွန်းသူဒီလည်း linear ဖြစ်နေပါတယ်ဟုတ်ပြီ shape က linear လို့တို့ကသိသွားပြီဘာတွေလို့ပြောရင်ဒီမှာတူးနေတဲ့ identical atom တွေနှစ်ခုပေါင်းပြီးဖြစ်ပေါ်လာတဲ့ molecule တွေက linear shape ဖြစ်တယ် linear shape ဖြစ်တယ်ဆိုတော့တစ်ဖက်နဲ့တစ်ဖက်နဲ့တူးနေတာပေါ့နော်ဟုတ်ပြီနောက်တစ်ခုကိုသွားတော့မယ် H2O example 2ထဲမှာရှိတဲ့ H2O CO2 CO ဆိုတဲ့ဟာလေးကိုဆွဲကြည့်မယ်သူကဆွဲပြထားတာရှိသလားရှိတယ်ဒီ H2O ဒီဘာဆွဲထားတာတုံးလို့ပြောရင် Lewis structure ဆွဲထားတာဟုတ်ပြီသူ့ရဲ့ရှိတ်ကိုစဉ်းစားမယ်စဉ်းစားရင်ဘယ်သူ့ကိုထည့်ပြီးသုံးရမှာတော့ VSEPR theory ကိုထည့်သုံးရမှာသူဒီ electron တွေနဲ့အဝေးဆုံးတွန်းနိုင်သမျှတွန်းပြီးတော့ထားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ shape ဒီလိုပုံစံလေးဖြစ်သွားပါပြီဒါဆိုရင် V shape လို့ပြောလို့ရမယ်ဟုတ်ပြီနော်သူက V shape ကဲ CO2 CO2 လို့ပြောတယ် CO2 လို့ပြောတဲ့အတွက်ကြောင့်မလို့တို့ကသူ့ရဲ့ Lewis structure လေးကိုဆွဲလိုက်ပါပြီဆွဲပြီးသူ့ရဲ့ shape ကိုစဉ်းစားကြည့်ရအောင် CO2 CO2 မှာ C ဒီလိုပုံစံလေးဖြစ်နေတယ် center atom မှာဘာမှမရှိဘူးဘာ electron မှကျန်နေကြတာမရှိဘူးသူက linear ကဲ O တစ်လုံးကို H နှလုံးလာထပ်တော့ဒီဘက်က tetrahedral shape ဖြစ်ပြီးတော့ C တစ်လုံးကို O နှလုံးကလာထပ်တော့သူဒီ linear ဖြစ်နေတယ် shape မတူရင်နောက်ကဆက်ပြီးစဉ်းစားမယ်သူရ polar လား non polar လားဆိုတာလဲတူနိုင်စရာအကြောင်းမရှိတော့ပါဘူးဒါလေးကို Viber ဒီလိုလေးလုပ်ပြတာ O2 and 2Cl2 ဒါဒိုးလောက်ထားတာမဟုတ်ဘူး Viber ကနေဆွဲပြတာအဲ့ဒီမှာ CO လေးဒီထက်မှာပုံထဲမှာတို့ကဆွဲမပြထားဘူးသူဟာသူတောင်ဆွဲပြလိုက်သေးတယ် CO လေးဒီမှာရှိပါတယ်ရှေ့ဆက်သွားပါမယ်ကဲ molecule တွေလို့ပြောတဲ့အတွက်ကြောင့်အဲ့ဒီ molecule တွေကိုတဲ့ polar နဲ့ non polar ပြန်ခွဲကြည့်ပါမယ်တဲ့ polar နဲ့ non polar ပြန်ခွဲဖို့ရာအတွက်ဆိုရင်တဲ့နံပါတ်1အချက်စဉ်းစားလိုက်ပါတဲ့သူ့ရဲ့ atom တွေကိုထည့်စဉ်းစားလိုက်တဲ့ atom တွေက different atom ဖြစ်နေတယ်ဆိုပါစို့တဲ့ same atom ဖြစ်နေတယ်ဆိုပါစို့တဲ့ different atom ဖြစ်တယ်ဆိုရင်တဲ့ polar ဖြစ်ဖို့ချင်းကြည်သွားပြီ polar ဖြစ်ဖို့သေချာသွားပြီတဲ့တကယ်လို့မြန် same atom ဖြစ်တယ်ဆိုပါစို့တဲ့သူဟာ non polar ဖြစ်ပါတဲ့ identical ဖြစ်တဲ့အတွက်ကြောင့်တဲ့ဟုတ်လားမဟုတ်ဘူးလားတို့ကအရှိကိုသွားကြည့်မယ်အရှိကိုသွားကြည့်မယ်ခုန CO2 နဲ့ H2O နဲ့ O2 နဲ့ဟုတ်ပြီဒီမှာလေးနော်ပြန်ဖြတ်လိုက်မယ်ကဲရော့ identical atom ဖြစ်တဲ့ N2 ကိုကြည့်မယ် N2 ရဲ့ shape ဒီ linear ဖြစ်တယ်တွန်းနိုင်သမျှအကုန်တွန်းထားတယ်ပြီးရင် identical ဖြစ်တဲ့အတွက်ကြောင့်သူဒီသေချာတယ် non polar O2 သည် identical ဖြစ်တယ်ဒါကြောင့်မို့လို့သူဒီ linear shape ဒါကြောင့် identical ဖြစ်လို့ linear မဟုတ်တော့သူဒီ electron တွေအတွန်းနိုင်ဆုံးတွန်းထားတဲ့အတွက်ကြောင့်သူရှိနေတဲ့အကောင် linear ပြီးရင်သူတို့နှစ်ကောင်ကလည်း identical ဖြစ်နေတယ်ဒါကြောင့်မို့လို့သူဒီလည်း non polar အမျိုးအစားဖြစ်ပါတယ်ဟဲ့တော့ H2O လေးကိုကြည့်ကြည့်ရအောင် H2O သည်
atom က different atom ဟုတ်တာပေါ့ O ဆိုတာနဲ့ H ဆိုတာနဲ့ different atom သိကြတဲ့သူဒီ polar ဖြစ်တော့မယ် polar ဖြစ်ပြီဟုတ်ပြီသူဒီ polar ဖြစ်သွားပြီသူဒီ polar ပါ CO2 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 ကိုကြည့်လိုက်ပါဦး C ဆိုတဲ့ atom နဲ့ O ဆိုတဲ့ atom နဲ့ different atom ဖြစ်တယ်သူဒီ polar ဟုတ်လားဆိုတော့အမှန်တကယ်ပိုလာမဟုတ်ဘူးဗျာအဲ့တော့နံပါတ်1အချက်ပိုလာနန်းပိုလာခွဲမယ်ဆိုရင်တဲ့နံပါတ်1အချက်ဖြစ်တော့ different atom မှာ identical ပါ atom ပါဆိုပြီးပိုလာနန်းပိုလာခွဲလို့မရနိုင်ဘူးတဲ့အဲ့လိုဆိုမရနိုင်ရင်ဒုတိယတစ်ဆင့်ဖြစ်တော့ဘယ်သူ့ကိုကြည့်မလို့ဆိုတော့ electronegativity different ကိုကြည့်ပြီးတော့လဲရှာလို့ရပါတယ်တဲ့ electronegativity difference ဆိုတော့ तू ကပေးမှာပေါ့ဟုတ်လားပေးမယ်ပြီးခဲ့ तू ပေးမှာ तू ပေးရင်နှုတ်ကြည့်လိုက်တဲ့နှုတ်ကြည့်လိုက်တဲ့အခါကျတော့0.4ကနေ1.7အတွင်းဆိုရင်သူ့ကိုပိုလာလို့ခေါ်ပြီးတော့တဲ့0 to 0.3အတွင်းရတယ်ဆိုရင်တဲ့သူ့ကိုနန်းပိုလာလို့ခေါ်မယ်တဲ့တကယ်လို့မြတ် electronegativity different electronegativity value တွေကိုယူရိုစာအုပ်ထဲမှာပေးမထားဘူးဆိုကြပါစို့ပေးမထားရင်ဆက်စဉ်းစားလို့ရတယ် electronegativity different ဟာကြီးဖြစ်နေမယ်ကြီးဖြစ်နေတယ် large ဖြစ်နေတယ် small ဖြစ်နေတယ်ဆိုတာဘာနေကြည့်လို့ရတော့ဆိုတီဘယ်ထဲမှာယူရိုစာမွဲကြရင်periodic table ပေးမယ်နဲ့တူတယ်အဲ့ဒီ periodic table ကိုချပြီးတော့သူ့ရဲ့ table ထဲမှာဒီ atom နှလုံးကအဝေးကြီးလားနီးနီးလေးလားကြည့်ပြီးပြောလို့ရတယ်နော်generally အပြင်အဝေးလားနီးနီးလေးလားကြည့်ပြီးပြောလို့ရတယ်ဒီထက်မှ H2O တို့တွေ့ထားတယ် H2O ရယ် CO2 ရယ်တို့က H2O တုန်းကတော့ polar လို့ပြောခဲ့တယ် CO2 ကြတော့ non polar လို့ပြောခဲ့တယ်ပြီးကြတော့ different နံပါတ်1အချက် different atom ဆိုရင် polar လို့ပြောလို့တသက်မှတ်သေးပြောလို့မရဘူးအဲ့တော့ electronegativity different နဲ့တွက်ကြည့်ရအောင်နိအဲ့တော့ H ကမပေးခဲ့ဘူးဆိုရင် H ကဒီထိပ်မှာရှိတယ် O ကဒီဘက်မှာရှိတယ်H က group 1မှာရှိတယ် O ကဘယ်မှာရှိတော့ဆို group 16မှာရှိတယ်โอ้ยကြီးပဲသိကြတယ်ဒီကောင်နှစ်ကောင် large electronegativity ဖြစ်တဲ့ different ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီ polar တွေကိုလာမယ်အဲ့တော့ CO2 ကိုကြည့်ရအောင် C ကဒီနေရာမှာရှိတယ် O ကဒီနေရာမှာရှိတယ်ဝေးနီးနီးလေးအဲ့တော့သူဒီ small electronegativity different ဖြစ်တယ်ဟာလားအဲ့အတွက်ကြောင့်သူဒီ non polar ဟဲ့ဒါကရောသိကြသလားမသိကြဘူးလားစဉ်းစားစရာပေါ်လာပြန်ပြီလာခဲ့ပေါ်ရင်နောက်တစ်ချက်နဲ့ဆက်ပြီးစဉ်းစားမှာဘယ်ဟာနဲ့စဉ်းစားမလို့ဆိုသူတို့ရဲ့ shape နဲ့စဉ်းစားမယ်သူတို့ရဲ့ shape နဲ့စဉ်းစားမယ်ဒီအကောင်ကတော့အသေးချာဆုံးပဲ shape နဲ့စဉ်းစားတဲ့အခါမှာဥပမာ H2O ဆိုရင်ခုနကြည့်လိုက်နော် shape နဲ့စဉ်းစားမယ်သူကပြောတာ shape နဲ့စဉ်းစားတဲ့အခါမှာတဲ့တစ်အချက်ကတဲ့ an even distributions of electron around the central atom တဲ့ central atom မှာဒီ center မှာရှိနေတဲ့ atom လေးမှာတဲ့လာပြီးတော့ပတ်လဲရှိနေတဲ့ electron distribution ကိုကြည့်လိုက်တဲ့အဲ့ဒီကောင်ဒီ uneven ဆိုတော့မညီဘူးပေါ့မညီဘူးဖြစ်နေတယ်ဆိုရင်တဲ့သူ့ကို polar လို့သတ်မှတ်လို့ရတယ်တဲ့ okay ဒီမှာကြည့်လိုက်ဒီမှာ H ဒီမှာက H ဒီမှာ electron လုံးပဲအားတစ်စုံပါတယ်အဲ့ဒီမှာမညီတော့ဘူး CO2 ကိုကြည့်လိုက်ဒီမှာ C ဒီမှာ C ဒီဘက်ကိုသွားတာဒီဘက်ကိုသွားတာလဲ O ဒီဘက်ကိုသွားတာလဲ O တူးနေတယ်ရှေ့ကိုကြည့်လိုက်ဘာလုံးပဲရဘာအစုံမှမပါဘူးပြီးကြရင် evenly distribution ဖြစ်တယ်ဆိုတာဒီဘက်မှာလဲ O ဖြစ်နေတယ်ဒီဘက်မှာလဲ O ဖြစ်နေတယ်ညီမျှနေတယ်ဒါကြောင့်မို့လို့သူဒီ non polar ဖြစ်ပါတယ်အဲ့တော့ polar non polar ခွဲတဲ့အခါမှာမြန်စဉ်းစားလို့ရတဲ့နည်းဒီ different atom လား same atom လားတစ်ချက်ကြည့်လိုက် same atom ဆိုရင်တော့ဘာမှမစဉ်းစားနဲ့သိကြတယ်ဒီကောင် non polar ပဲ different atom ဆိုရင်စဉ်းစားလိုက် electronegativity နဲ့စဉ်းစားလိုက်
electronegativity different ဟာ large ဖြစ်နေလား small ဖြစ်နေလားဒါလည်းသိမသေးကြဘူးလို့ထင်ရင်ဘယ်နာကိုသွားကြည့်လိုက် shape ကိုသွားကြည့်လိုက် shape မှာသူ့မှာလာပြီး round ထားတဲ့ electron လေးတွေဟာအဲ evenly distribution ဖြစ်နေတယ်ညီတူမျှတူကွဲနေတယ်ဆိုရင်ဒါဟာ non polar လို့ခေါ်ပြီးတော့တကယ်လို့ unevenly distribution ဖြစ်တယ်လို့ပြောရင် polar လို့ပြောလို့ရတယ်နောက်တစ်မျိုးဆက်ပြောလို့ရသေးတယ် CH4 နဲ့ CH3 CH3Cl ကိုပြဒီအကောင်နှစ်ခုဒီပထမအဆင့်အနေနဲ့စဉ်းစားလိုက်မယ် C ရဲ့ H ကနှစ်ခုစလုံးကပါနေတယ် C ရဲ့ H ရဲ့ဖြစ်တဲ့အတွက်ကြောင့်တို့ဒီသူ့ကို polar လို့သတ်မှတ်လိုက်မယ်ဟုတ်ပြီ polar electronegativity different နဲ့စဉ်းစားမလားရှိတ်နဲ့စဉ်းစားမလားဆိုမြင်အောင်ရှိတ်နဲ့စဉ်းစားကြည့်မယ်ကာဗွန်ကတစ်ခုဒီမှာ H ဒီမှာ H လေးလုံးရှိတယ်ဆိုတော့ tetrahedral လေးပေါ့ဟုတ်တယ်မလား H လေးလုံးသူ့ကိုလာပြီးတော့အလဲမှာဆက်ထားတဲ့ကာဗွန်လေးကိုလာပြီးတော့ဝိုင်းရံနေတဲ့ဘုံတွေကိုကြည့်လိုက် evenly distribution ဖြစ်နေတယ်ဒါကြောင့်မလို့သူသည် non polar ဖြစ်ပါတယ်ဒီကောင်နှစ်ကောင်ပါပဲကွာ CH3Cl ဆိုတော့ Cl တစ်လုံးပါတယ် H ပါတယ် H ပါတယ် H ပါတယ်သူ့ရဲ့ဘေးမှာကောင်တွေကိုကြည့်လိုက်ဒီဘက်ကကောင်တွေအကုန်လုံး H တွေကြည့်ပဲဒီကောင်က Cl တူသလားမတူဘူး Cl ကကြီးနေတယ်Cl နော်အဲ့လို unevenly distribution ဖြစ်ရင်သူ့ကို polar လို့သတ်မှတ်မယ်ဒါက generally အဖြစ်မြန်ပြန်ပြီးစဉ်းစားလို့ရတဲ့နည်းကိုပြောပြတာပါနောက်ထပ်ဒီ textbook ထဲမှာဒီနားလေးမှာပါသေးတယ် bond polarity ဆိုတဲ့စကားလုံးရယ် dipole moment ဆိုတဲ့စကားလုံးရယ်ဒီနေရာလေးဒီရှုပ်တုတ်နဲ့ဖြစ်နေတဲ့နေရာလေးဖြစ်ပါတယ်ဒါကြောင့်မလို့ bond polarity ဆိုတာလေးကိုပြောကြည့်ပါမယ် bond polarity ဆိုတာဘယ်လိုဖြစ်နိုင်လို့ပြောရင် bond polarity ဆိုတာဘယ်လိုဖြစ်နိုင်လို့ပြောမယ်စဉ်းစားကြည့်ဥပမာH2O ဆိုကြပါစို့ H2O တို့ကကြည့်လိုက်မယ် O လုံးပေရာနှစ်စုံရှိတယ်ဒီမှာ H ရှိတယ်ဟုတ်လားအဲ့ဒီတော့ electronegativity bond polarity နဲ့ dipole moment တစ်ချိန်နဲ့တစ်ပြိုင်တည်းစဉ်းစားလို့ရတယ် dipole moment ကိုအရင်စဉ်းစားမယ် dipole moment လို့ပြောတာကဘယ်ချိန်မှပြောမလို့ပြောပေါ့နော် dipole moment လို့ပြောဖို့ရအတွက်ဆိုရင်တဲ့သူ့မှာတဲ့ magnitude of charge ရှိရတယ်သူ့ရဲ့ charge magnitude တကယ်တမ်းကတော့ electronegativity အနည်းအများကိုကြည့်တာပါဒီအကောင်ကနောက်တစ်ခါသူ့ရဲ့ distance separating the charge ဒီ charge နှစ်ခုရဲ့ဝေးကွာနေတဲ့အကွာအဝေးကိုကြည့်တာပါနောက်တစ်ခါ directions of charge က direction ကိုကြည့်တာပါ dipole moment ဆိုတာဒီအချက်၃ချက်နဲ့အလုပ်လုပ်တယ်ကဲကြည့်ပြီ electronegativity ပေးလိုက်မယ် O ဘယ်လောက်ရှိတော့လို့ပြောရင် O က 3.44 ရှိတယ် O က 3.44 H ကဘယ်လောက်ရှိတော့ဆိုတော့ 2.2 ရှိတယ် H ကဒါဆိုရင် electronegativity ဘယ်သူကများနေတော့လို့မေးရင် O ကများနေတယ် O ကများနေတော့ magnitude of charge ဒီ O ကများနေတာပေါ့ O ကများနေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ direction ကလည်း OC ပဲသွားမှာပဲရော့ H ကနေပြီး OC ပဲသွားမယ်ဒီဘက် H ကလည်း OC ပဲသွားမယ်ဒါသူ့ရဲ့ direction ဟော O ကရောကြည့်လိုက် direction တွေအကုန်လုံးကဘယ်ကိုရောက်နေတာ O ကိုရောက်နေတာ O ကိုရောက်နေတာဖြစ်တဲ့အတွက်ကြောင့် O ဒီမှာရှိတဲ့ electronegativity ကောင်းတဲ့အတွက်ကြောင့်သူဒီ electron ကိုဆွဲသွားတယ်ဆိုတဲ့
negative charge လေးပေါ်လာမယ်အဲ့ဒီအချိန်မှာ H က electronegativity နည်းတဲ့အတွက်ကြောင့် तू ကတော့ပေးလိုက်ရတယ်ဆိုတာလေးပေါ်လာမယ်တကယ်တမ်းကြည့်ရင်သူတို့ဒီ H ကော O ရောဒီ non metal တွေဖြစ်တယ် non metal တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ဒီelectron ကို sharing လုပ်ပြီးသုံးတာဘယ်သူမှယူသွားတာမဟုတ်ဘူးအပိတိုင်ကိုယူသွားတာမဟုတ်ဘူးဒါပေမဲ့သူတို့ကို electronegativity အရာ direction အရာသူတို့ရဲ့ magnitude အရာပြန်ခွဲလိုက်တဲ့အခါမှာ O လေးတည်ယူသွားတယ်အစစ်မှန်ယူသွားတာမဟုတ်ဘူး partially positive partially negative လို့ပေါ်လာပါတယ်အစစ်အမှန်ဟုတ်ဘူးနော်သူက partially positive partially negative ဖြစ်သွားပါတယ်အဲ့ဒီလိုဒိုင်ပိုးမိုးမဲ့ဖြစ်လာပြီဆိုရင်ဒီလို magnitude တွေဒီလို direction တွေရှိလာပြီဆိုရင်သူတို့ဒီ partially positive partially negative ပေါ်လာပြီဆိုရင်ဘာတွေဖြစ်လာပြီတုံးလို့ပြောရင်bond polarity ရှိလာပြီဒါဆိုရင်ဒိုင်ပိုးမိုးမဲ့နဲ့ bond polarity နဲ့ကဓာတ်ရိုက်တောင်စဉ်းစားလို့ရသေးတယ်ဟုတ်သလားသူဒီဒါကြောင့်မို့လို့ partially positive partially negative ပေါ်လာတဲ့အတွက်ကြောင့်သူတို့ဒီပိုးဗမာလိုပြောရင်ဝင်ရိုးစွန်းတွေဖြစ်လာတာပေါ့ဒါဟာအဖိုစွန်းမှာဒါဟာအမစွန်းမှာဆိုတဲ့ပိုးတွေဖြစ်လာတာပေါ့ positive negative ရှိတဲ့အတွက်ကြောင့်သူ့ကိုဒိုင်ပိုးလို့ခေါ်လိုက်ပြီဒိုင်ပိုး movement ရှိတဲ့အတွက်ကြောင့်သူဒီ bond polarity ကရရှိလာပြီ bond polarity ရှိလာတဲ့အတွက်ကြောင့် positive negative လေးတွေပေါ်လာပြီပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုတို့ကဘာလို့ပြောလိုက်တာတော့လို့ပြောရင်ပိုလာလို့ပြောလိုက်တယ်ပိုလာဒီပိုလာတွေနန်းပိုလာတွေကဘယ်မှာပဲရှိတာတော့ဆိုကိုဗီလန်ကွန်ပေါင်းမှာပဲရှိတာဒါကြောင့်ပိုလာကိုဗီလန်မော်လီကျူလို့ခေါ်တယ်ကိုဗီလန်မော်လီကျူမဆန့်တော့လို့ဒီလိုလေးရေးတာနော်ပိုလာကိုဗီလန်မော်လီကျူလို့ခေါ်တယ်နောက်တစ်ခု CO2 ကိုပြန်စဉ်းစားမယ် CO2 ကိုစဉ်းစားတော့ CO2 ကိုဒီလိုလေးဆွဲပေးထားတာပေါ့နော်သူ့ကိုဆွဲတဲ့အခါမှာသူဒီပိုလာနန်းပိုလာလားစဉ်းစားမယ်သူ့မှာဒိုင်ပိုးရှိမရှိစဉ်းစားမယ်ဟုတ်ပြီ O ကဘယ်လောက်ရှိတုံးဆို O ကအပေါ်မှာပြောထားတယ်3.4ဒီဘက်ကလည်း3.4 C ဘယ်လောက်ရှိတုံးလို့ပြောရင် C က2.5သို့မဟုတ်2.6တခုခုပေါ့ကွာဒီနားလေးမှာဟုတ်တယ်မလား2.5ဖြစ်2.6ဖြစ်တခုဖြစ်မှာပေါ့အဲ့ဒီတော့သူ့မှာသူ့ရဲ့ magnitude ကိုကြည့်လိုက်မယ်ဆိုရင် O နဲ့ C နဲ့ဘယ်သူကကြီးလဲဟေ့လို့ပြောရင် O ကကြီးတာပေါ့ဟုတ်လားဒါကြောင့်မို့လို့ O ဒီယူသလိုလိုဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကိုလာခဲ့လိုက်မယ် direction က O ဘက်ကိုပြနေပြီဒါဆိုရင်တို့ကြည့်လိုက်တဲ့ဆုံးဖြတ်လိုက်တဲ့အထဲမှာ C နဲ့ O နဲ့နှစ်ခုလေးကိုပဲကြည့်တာဖြစ်တဲ့အတွက်ကြောင့် C နဲ့ O နဲ့ရဲ့ကြားမှာဒိုင်ပိုး movement ရှိပါတယ်ဒိုင်ပိုး movement ရှိတယ်လို့ဘာလို့ပြောတာတော့သူ့ရဲ့ magnitude က O ကများတယ်နောက်တစ်ခါ direction ကလည်း C ကနေ O ကိုသွားနေတယ်ဒိုင်ပိုး movement ရှိတာပေါ့ဒါဆိုရင်ဒီဘက်က C နဲ့ O နဲ့ကြားမှာရောရှိတာပေါ့ဒီဘက်ကိုသွားတယ်ကဲအဲ့ဒီတော့ C နဲ့ O နဲ့ကြားမှာရှိတာမှန်ပေမဲ့ဒီ molecule တစ်ခုလုံးကြီး CO2 ဆိုတဲ့ molecule တစ်ခုလုံးကြီးကိုတို့ကပြန်ပြီးစဉ်းစားပြန်အောင်မယ်2.6နဲ့3.4နဲ့နှုတ်လိုက်ဘယ်လောက်ရတော့3.4 2.6နှုတ်လိုက်တော့ဘယ်လောက်ရတော့8ရတယ်ဟုတ်လား0.8เนาะဟုတ်တယ်ဒီဘက်ကိုသွားတဲ့ direction ကလည်း0.8ရှိနေတယ်လေဒီဘက်ကိုသွားတဲ့ direction ကလည်း0.8ရှိနေတယ်လေဟောဒါဆိုရင်ဒီဘက်ကိုသွားတာအပေါင်းဆိုရင်ဒီဘက်ကိုသွားတာအနှုတ်လို့ကြည့်လိုက်0.8တစ်ခုနဲ့တစ်ခုနဲ့ကြေးပြတ်မသွားဘူးလား cancel each other ဖြစ်သွားတဲ့အတွက်ကြောင့်သူ့မှာကွန်ပေါင်းတစ်ခုလုံးကြီးအနေနဲ့ပြောရင် CO2 မှာပိုလာမဟုတ်တော့ဘဲနဲ့နန်ပိုလာကိုဗီလက်
compound ဖြစ်သွားပါတယ် non polar covalent molecule ဖြစ်သွားပါတယ်ဒါဆိုရင် bond polarity နဲ့ dipole moment သည်တစ် break ထဲတစ်ချိန်ထဲမှာစဉ်းစားလို့ရပါတယ်ဒီကနေ့ပြောသွားတာလေးတွေနားလည်လားနားလည်မယ်လို့ယုံကြည်ပါတယ်နည်းနည်းများသွားတယ်လို့ထင်တယ်ပြီးရင်ဒီထဲမှာ Viber ပေးထားတဲ့အရုပ်ကလေးတွေလည်းချစ်လို့ထည့်ထားတယ်နည်းနည်းလေးဒီမှာ Viber ပေးထားတဲ့အရုပ်ကလေးဒါဆိုရင်ဒီနေ့ပြောမယ့်စာထဲမှာဘာအကြောင်းပါတော့လို့ပြောရင်ဘာအကြောင်းတွေကိုပြောတော့ပြောရင်ပထမဦးဆုံး electrostatic force ပြီးရင် intermolecular forces ဒါဆိုရင် electrostatic force ကဘယ်မှာပဲရှိတာတော့လို့ပြောရင် ionic bond နဲ့ပေါင်းစပ်ထားတဲ့ ionic compound လေးတွေတစ်ခုနဲ့တစ်ခုနဲ့ဆက်တဲ့အခါမှာ electrostatic force ဒါဆိုရင် intermolecular forces ကဘယ်မှာတော့ covalent bond နဲ့ဆက်ထားတဲ့ covalent molecule တွေမှာဥပမာH2O ဆိုတော့ရေက H2O တစ်လုံးနဲ့ရှိနေတာမဟုတ်ဘူးရေခွက်တစ်ခွက်ထဲကိုသွားကြည့် H2O အလုံးပေါင်းများစွာရှိတယ်အဲ့ဒီ H2O အလုံးပေါင်းများစွာကိုဆက်ထားတဲ့ force ဒီ intermolecular forces ဒီနားမှာကိုတစ်ချက်ပြန်ခွဲကြည့် electrostatic force နဲ့ intermolecular forces ဆိုဘယ်သူကပိုပြီးအားကောင်းတော့electrostatic force ကပို့ပြီးတော့ strong ဖြစ်ပြီးတော့ intermolecular force က weak ဖြစ်တာကိုတွေ့ရလိမ့်မယ်။ကဲဒီမှာဒီ intermolecular forces နဲ့ဆက်ထားတဲ့ molecule တွေအကြောင်းကိုပြန်ကြည့်မယ်။ molecule တွေကိုနှစ်ပိုင်းပိုင်းထားတာတွေ့နိုင်တယ်။ဘာနဲ့နှစ်ပိုင်းပိုင်းထားတော့လို့ပြောရင် polar နဲ့ non polar ဆိုပြီးတော့နှစ်ပိုင်းပိုင်းထားတာကိုတွေ့ရပါလိမ့်မယ်။ polar နဲ့ non polar ဟုတ်ပြီနော်စာလေးကတော့ညံလို့နော်တော့ကြနေချိန်နေကြမှာကြောက်လို့ polar နဲ့ non polar ဆိုပြီးနှစ်ခုရှိပါတယ် polar ဆိုတာဘလို့အကောင်မျိုးကိုခေါ်တုံးဆိုတာ polar ဆိုတာ different atom တွေပေါင်းစပ်ရင် polar ဒါဆိုရင် identical atom တွေပေါင်းစပ်ရင် non polar နံပါတ်1အချက်ဒါဆိုရင်ဒီလိုလောက်တိုင်း polar non polar ခွဲလို့ရလားခွဲလို့မရရင်ဘယ်သူ့ကိုပြန်ကြည့် electronegativity difference ကိုကြည့်လိုက် large ဖြစ်နေမယ်ဆိုရင် polar ဖြစ်ပြီး small ဖြစ်နေမယ်ဆိုရင် non polar ဖြစ်မယ်ဒါဆိုရင်မပေးဘူးဗျာစာမေးပွဲမှာဆိုရင် table ကြီးကိုကြည့်လိုက် table ထဲမှာအဝေးကြီးနဲ့နီးနီးလေးကိုစဉ်းစားလို့ရနိုင်တယ်အရှင်းလင်းဆုံးကတော့ဘယ်သူကအရှင်းလင်းဆုံးလို့ဆို shape သူတို့ရဲ့ shape တွေကိုကြည့်လိုက် evenly distribution sorry သူက polar ဆိုရင် unevenly distribution အလွယ်ဆုံးကတော့စန်တာအတန်မှာလာဆက်နေတဲ့အကောင်တွေကိုကြည့်လိုက်တူးနေတယ်မတူဘူးဆိုရင် polar ပဲတူးနေတယ်ဆိုရင်ဘာဖြစ်မှာတော့ non polar ပဲအဲ့လိုမျိုးခွဲလို့ရပါတယ်ဒီနေ့သင်ခန်းစာလေးကိုနားလည်မယ်လို့ယုံကြည်ပါတယ်ရှင်